အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အိမ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဆိုင်ခွင့်ထားတော့မသိရင်ကျွန်တော်တွားကြည့်လိုက်ပါတယ်တွားကြည့်ပြီးတော့ကျွန်တော်အောက်ဆင်းလာပြီးတော့ကျွန်တော်ရဲ့အိမ်အစ်စ်တွားကြည့်မလို့လုပ်ပါတယ်တွားကြည့်မယ်ဆိုလို့ဒီမီတွေကညကြမှာပွင့်မှာမလို့ကျွန်တော်ပြင်ထားတဲ့မဟုတ်ပါဘူးဟာဟီရိုဘရိုင်းရဲ့ကျွန်တော်ခေါ်ထားတယ်မဟုတ်ပါဘူးကျွန်တော်survival မှာစော်ထားတာမဟုတ်ပါဘာလို့အဲ့တိုင်ကြားလာမသိညနေကျရင်ကျွန်တော်အာမလုပ်ပြီးတော့တွားစရာလေးရှိတယ်ပေါ့အဲ့ဒါတော့ကျွန်တော်မိုင်းဝရထဲမှာကားမပါလို့လမ်းလျှောက်ပြီးတော့ပြန်ဖြည်းတွားမှာပါအခုကတော့ကျွန်တော်အိမ်ကိုရောက်ပါပြီဒီမှာဝင်ခေါ်ပေါက်လေးနဲ့လောက်ထားပါတယ်ချက်စတဲမှာပါရှိလေလို့ကျွန်တော်ကြည့်လိုက်တော့ကျွန်တော်လှုပ်ဖို့အာမာတွေတွေ့လာပါတယ်လိုင်းကြနေကွာခုနကျွန်တော်နေတာရိုက်ကြီးကိုအများကြီးလုံးပြီးတော့ပါတယ်ကျွန်တော်ဒီပတ်ဝမ်းမဲထောင်ဝတီးတာမလို့ဒီလောက်နဲ့ပဲကြည့်ပြီးဖို့ပတ်ဝမ်းကိုကြည့်အခုဒီဗီဒီယိုကြည့်ပြီးကျေးဇူးပါအခုကျွန်တော်မိတ်ဆက်စရာတခုလည်းရှိပါတယ်အဲ့မှာပလာတော့မြင်ရလားမသိပါ